ဒီဝဲဝမာကြီးက30စင်တီမီတာလောက်ရှိတဲ့သူ့ရဲ့ခြေသေးတွေကိုသူ့ရဲ့ခြေပေါ်ကနူးနူးတွေထဲစိုက်ဝင်အောင်လုပ်နေပါတယ်။နာကျင်မှုကတောက်လျှောက်ဖြစ်နေတာမှာဒါပေမဲ့သူ့ရဲ့ရင်သွေးလေးကအစာလိုနေတာလေ။ဒါကြောင့်သူကအောင်ဤတဲ့ခံပြီးနေကြီးအောင်ရှိရစီတက်သွားခဲ့ပါတယ်။သူကအုံထဲတို့ခေါင်းထိုးထဲလိုက်တဲ့အချိန်မှာပဲသူ့အပေါ်ကကြောက်တုံးတွေကစားပြီးရွှေ့လာပါတယ်။အဲဒီနောက်မှာတော့တောင်ကြီးကဖြိုချလာပါတော့တယ်။ကြီးမာတဲ့ကြောက်တုံးကြီးတုံးကဖြုတ်ချလာပြီးဝက်ဝမာကြီးရဲ့လေပင်ကိုတန်းပြီးကျူးထွားစေခဲ့ပါတယ်။အနာမရှိနေတဲ့ဝက်ဝပေါက်စားလေးကတော့လန်ဖျန့်ပြီးဖြိုချလာတဲ့အပြည့်အစည်းတွေကိုရှောင်သိမ်းလိုက်ရပါတယ်။သူပြန်ကြည့်လိုက်တဲ့ချိန်မှာတော့သူ့အမေကကြောက်တုံးအောက်မှာပြီးနေခဲ့ပါပြီ။သူဘာမှနားမလည်နိုင်ပြီးပါဘူး။သူရဲ့ပထမဆုံးအသိစိတ်ကကူညီဖို့ပါပဲ။သူရှိသမျှအားကုန်တုံးပြီးကြောက်တုံးကြီးကိုတွန်းကြည့်ပါတယ်။ဒါပေမဲ့ကြောက်တုံးကြီးကလုံးဝမရွှေပါဘူး။ဒါကသူ့ထက်အများကြီးပိုကြီးနေတာကိုဒီဝက်ဝပေါက်စားလေးကတေးချင်းတရားဆိုတာဘာလဲဆိုတာမသိသေးပါဘူး။သူအမေငိမ့်ငိမ့်လေးလဲနေတာကိုမြင်တော့အိပ်ပျော်နေတယ်လို့ပဲသူထင်နေတာပါ။သူထပ်ပြီးစူးစမ်းကြည့်ပေမဲ့ဘာမှထူးမလာခဲ့ပါဘူး။ဒါကြောင့်သူကသူ့အမေဘေးမှာလွယ်အိပ်ပြီးစောင့်နေလိုက်ပါတယ်။သူစိတ်ထဲမှာတော့အမေကမကြခင်နိုးလာမှာပါ။အမေကလည်းနိုးလာနေကြပဲလီလို့တွေးနေပေမဲ့တကယ်တမ်းမှာတော့သူ့အမေကဘယ်တော့မှနိုးမလာတော့ပါဘူး။ဂျာမင်းလာတဲ့နှစ်ရက်တာကုံဆုံးသွားတဲ့အခါမှာပဲဝက်ဝင်ပေါ်စားလေးကသူ့အမေထာဝရထွက်သွားပြီဆိုတာကိုစားပြီးရိပ်မိလာပါတယ်။သူ့ရဲ့အရေးသေးသေးလေးကမြေပြင်ပေါ်မှာရှည်လာလို့နေပါတယ်။အမေပေးခဲ့တဲ့နှွေးထွေးမှုတွေနဲ့သူတို့အတူရှိခဲ့တဲ့အချိန်တွေကိုသူတတိယနေရပါ။အဲ့ဒီဘဝကအခုတော့ပြီးဆုံးသွားခဲ့ပါပြီ။ဒါပေမဲ့ဘဝဆိုတာကရတတ်မသွားပါဘူး။သူ့အမေသားရွေးချယ်ခွင့်ရှိမယ်ဆိုရင်သူ့ကိုအသက်ရှင်စေချင်မှအသေးချပါပဲ။သူမိပြီးမှနောက်ဆုံးအချိန်အဖြစ်နေပြီးတဲ့နောက်ဝက်ဝင်ပေါက်စားလေးကတယောက်တည်းထွက်ခွာလာခဲ့ပါပြီ။အမေဘလို့လိုက်ရမလဲဆိုတာသူလုံးဝမသိပါဘူး။ဖားတကောင်ကိုတွေ့လိုက်တဲ့အခါဒါကအစားပဲဆိုတာကိုသူအတိစိတ်ကပြုံးပြပါတယ်။သူခုံအုပ်လိုက်ပေမဲ့ချော်လဲပြီးရေထဲကျသွားတာကြောင့်ရေနစ်မလို့တောင်ထသွားခဲ့ပါလေ။သူအမေသာအသက်ရှိသေးရင်အဲ့ဒီဖားကအခုလောက်ဆိုဘိုက်ထဲရောက်နေတော့ပါပြီ။ဒါပေမဲ့သူမှမရှိတော့တာ။ညာရောက်လာပေမဲ့အစာကတော့မရှိသေးပါဘူး။အာအင်ကုန်ခံပြီးစားလောင်နေတဲ့ဝက်ဝင်ပေါက်စားလေးဟာခွေးခွေးလေးအိပ်ပျော်သွားခဲ့ပါတယ်။အိပ်လိုက်ရင်စားရတွေတတာသွားမလားလို့သူမျှော်လင့်ပေမဲ့မတတာခဲ့ပါဘူး။အဲ့ဒီအစာသူအိမ်မက်တွေမနေပါတယ်။သူတွေးခဲ့တဲ့ဖားကြီးကထူးထူးဆန်းဆန်းပုံပြက်ပန်းပြက်နဲ့တွားချွန်ချွန်တွေပေါက်ပြီးပြန်လာတဲ့အိမ်မက်ပါ။စားလောင်မှုနေရာမှာကြောက်ရွံ့မှုတွေအစားထိုးဝင်ရောက်လာပြီးတကယ်အန်ထဲကလည်းအနာမရှိနေခဲ့ပါပြီ။တောင်ချီမှာတော့တောလိုက်မှုဆိုးနေရောက်ကဝက်ဝွန်တကောင်ကိုအရေးခွာနွားနေကြပါတယ်။သူတို့ကစားဖို့အတွက်အမဲလိုက်တာမဟုတ်ပဲတားရီခွာအတွက်လိုက်နေကြတာပါ။သူတို့ကအတွေ့အကြုံရှိပြီးကျွမ်းကျင်ကြသူတွေဖြစ်သလိုနောက်ထပ်နှကောင်တောင်လိုနေသေးတာပါ။နောက်တနေ့မှာတော့သူတို့တော်လဲကိုလွဲလေသွားလာခဲ့ကြပါတယ်။သူတို့ကကြီးမားတဲ့ဝက်ဝွန်ချေရာတွေကိုတွေ့လိုက်ရပါတယ်။ဒီဝက်ဝွန်ကအနည်းဆုံးကီလိုဂရမ်ရှိလာတော့တောင်လေးမဲ့ပုံပါပဲ။အနီးအနားမှာပဲနှွေးနေတုံးဖြစ်တဲ့ဝက်ဝွန်မစင်ကိုတွေ့လိုက်ရတာကြောင့်ဝက်ဝွန်ကအနားမှာတင်ရှိနေတယ်ဆိုတာသူတို့သိလိုက်ပါတယ်။3 ကီလိုမီတာလောက်အကွာမှာတော့ကြီးမားတဲ့ဝက်ဝွန်ညူးကြီးတစ်ကောင်တော်လိုက်မှလွဲလေနေပါတယ်။သူနာမည်ကဘက်လို့ခေါ်ပါတယ်။ဒီမူဆိုးတွေအတွက်တော့သူကရတနာပုံကြီးပါပဲ။ဘက်ကမူတော်တစ်ခုကိုတွေးပြီးအဝစားနေပါတယ်။သူစားလို့အပြီးမှာတော့အပေါ်ကနေကြောက်ခဲတလုံးကသူ့ခေါင်းကိုလာမှန်ပါတယ်။သူအပေါ်ကိုမောက်ကြည့်ပေမဲ့ဘာမှမတွေ့တာနဲ့ပဲလွတ်ထားလိုက်ပါတယ်။နောက်တော့ဘက်ကရာရန်တာကိုဖြေဖြောက်ဖို့တပင်နဲ့သူ့ကိုယ်လုံးကြီးကိုပုတ်တိုက်ပါတယ်။တပင်ကြီးကပြင်းပြင်းထန်ထန်တုံပါသွားတာကိုမိုင်းပေါင်းမစွာအကွာကမူဆိုးတွေကချက်ချင်းတတိထားမိသွားပါတယ်။သူတို့ကအဲ့ဒီနေရာကိုအတီးပြူပြီးချင်းကလာကြပါတယ်။ဘက်ကလူနာယာနေပေမဲ့လေချောင်းချောင်းပဲဘက်ကလာမှန်းမသိနိုင်ဖြစ်နေပါတယ်။အဲ့ဒီနောက်မှာတော့တင်းတန်ထပေါ်လာပြီးရေဆန်ကသူ့ရဲ့ပခုံးကိုဖောက်ထားသွားပါတယ်။ဘက်ကဟင်းဟောက်ပြီးပြန်တိုက်ဖို့လုပ်ပေမဲ့ရိုက်ဖေးတင်တဲ့တွေရဲ့အစွမ်းကိုသူသိပါတယ်။တင်းကရန်တနေတဲ့အချိန်မှာပဲသူ့ထပ်ပြီးလွမြောက်သွားခဲ့ပါတယ်။တရားတွေနဲ့သွေးထွက်တန်ယူဖြစ်နေတဲ့ဘက်ဟာတောင်ဆောင်အတိုင်းရိုင်းတီးရိုင်းတိုင်းနဲ့ဆင်းလာပါတယ်။ခြေလမ်းတိုင်းကသူ့တကူလုံးကိုနာကျင်စေပါတယ်။အဲ့ဒီချိန်မှာပဲဝက်ဝွန်ပေါက်စားလေးကသူ့ကိုမြင်သွားတာပါ။ခဏလောက်တော့ဒီပုံစံကရင်းနှီးနေသလိုဖြစ်ပြီးသူ့အမေပြန်လာပြီးလို့သူထင်သွားပါတယ်။ဒါပေမဲ့နီနီကရောက်သွားတဲ့အခါမှာတော့အမေမဟုတ်မှန်းသူသိလိုက်ရပါတယ်။
ဒါကသူ့ပထမဆုံးမြင်ဖူးတဲ့ဝဝကြီးဖြစ်ပြီးသူ့စိတ်ထဲမှာဆွဲဆောင်မှုတစ်ခုကိုခန်းစားလိုက်ရပါတယ်ဘက်ကတော့သူ့ကိုလုံးဝကရုမဆိုင်နိုင်ပါဘူးသူ့ပုံဖော်နဲ့တရားတတဖို့ပဲလိုအပ်နေတာပါဘက်ကရေတိမ်ခန်းလေးတစ်ခုစီရောက်သွားပြီးသွေးတိမ်အောင်ရေထဲကိုဆင်းလဲပါတယ်နာကျင်မှုကတကယ်ကိုအသေးမခံနိုင်စရာပါပဲသူထပ်ပြီးဟိဟောက်လိုက်တဲ့အချိန်မှာခြုံပုတ်ထဲကနေဝဝပေါက်စားလေးကကြည့်နေပါတယ်ဘက်ကတတိပေးတဲ့အနေနဲ့မှန်ဖိလိုက်ပါတယ်တော်ထဲမှာတော့ဒီလောက်အထီးမိမိခက်ခက်ရှိနေတာကအတန်အန်တရရှိနေပါတယ်ဝဝကြီးတွေကတင်းငယ်တဲ့အကောင်လေးတွေဆိုပြီးတနာညာတာလေးမရှိပါဘူးဒါပေမဲ့ဝဝပေါက်စားလေးကဒါတွေမတိရှာပါဘူးသူကမကြောက်ပါဘူးသူကဘက်ရဲ့အနောက်ကနေရှောက်သွားပြီးတရားကိုညင်ရင်သားသားလေးလက်ပေးပါတယ်တန်တွေကတရားကိုတန်ဆင်ပြီးဒီထတာကိုနှွေးကွေးသွားစေပါတယ်ဘက်ရဲ့အသက်ရှူတောင်းကတည်ငြိမ်သွားပြီးဝဝပေါက်စားလေးအနာမနေတာကိုဖြည်းဖြည်းချင်းခွင့်ပြုလိုက်ပါတယ်ဘက်ကဝဝပေါက်စားလေးရဲ့မျက်နှာကိုတစ်ချက်ပြန်လျက်ပေးပါတယ်ဒါကချစ်လို့မဟုတ်ပဲအတိမပြုလိုက်တာပါ